ပေါ့နော်ကိုနှစ်ယောက်ကတော့လာပြီးတော့တွေ့တယ်ဒါပေမဲ့အော် Banana Crab လေတော့ air fry ဝါကောပေါ်တက်နေကြတယ်မှာ stay hero kill တော့ flat blood နဲ့စပြီးတော့သိမ့်ပိုက်သွားတယ်ဗျာဒီကြားလေးပတင်မှာတော့ပါမှာတော့မဟုတ် okay ဆိုတော့ Daniel Fry လေးကတော့ဆက်ပြီးတော့လာပြီဗျာဒါပေမဲ့ Real Leo အနေနဲ့သူ့မှာလေတည်းပါညာမရှိဘူး Daniel Fry ဒီမှာ elbow နောက်မှာတောက်လျှောက်ပဲကောင်းတယ်ဗျာမနေ့ဒီမှာပေါ်ပြီးဘလို့လို့ကြုံလာနောက်မှာ slam clan နေကြတယ်မှာ revolution ထက်ရတယ်ဗျာဒီကောက်မှာလည်း Banda ဒီနောက်သုံးသပ်ခဲ့ပြီးရှေ့မှာလည်း Inter ပြန်ချနေတယ်ပဲ1-for-1 trade မှာ wide mile နေတာဒီလောက် Real Leo ဆက်ပြီးတော့တူးကျင်နေတဲ့ချင်း Real Leo only နဲ့နောက်မှာမလေး fake grab 2 melody ပေါ်ပြီးတဲ့မှာလေတည်းပြန်ပြီးတော့ Real Leo မလေးကိုသုံးသပ်ပြီးနေတယ်စတေးနေတဲ့တောက်လျှောက်ပဲလိုက်မျိုးကြိုးစားနေမယ် Banda ဘက်လိုက်မှာ hell မှာတက်ပြီးတော့အဆုံးသက်သွားကြအချိန်မှာတော့ front liner 2ယောက်နည်းနည်းလှုပ်ရှောက်နေရဆိုရင်တော့ back line မှာတော့ new ball တကယ်ကို damage dealer 3ယောက်ကတော့ sticky လေးတော့ဖြစ်နေတော့မှရင်ဝင်တော့ဖို့တော့မလွယ်ဘူးနော်ဟုတ်ရင်တော့ကျွန်တော် stage နေတဲ့ core border ဖွင့်သွားတယ်ဆိုတော့ရိုးဆိုးသွားခဲ့ပါဒါပေမဲ့ရေတော့တယ်ကတော့ vision ကြီးကတော့လာပြီးထောက်လာတယ် Banda combination ကြမယ်ဆိုတော့ဒီတော့ဝင်တော့ဖို့ chance ကတော့ you will for you တော့နားမယ်ဘာလို့ပါလဲကိုတီးတဲ့ဒီမဲ့ကောင်းတော့တိုးလာပြီးဘန်တော့ရင်ပြတ်မှာလားဘန်နာရိတ်ကလည်းပေါင်းချက်ဝင်ပြီးရတော့မဟန် reduction ချက်ရတယ်ဗျာ1-1 နဲ့ stay from the တွေကြားမှာဘန်နာပြန်ချရတယ်ဗျာ follow L1 follow damage တွေကြားမှာ Inter ရောက်ရှော့ပဲဒီကောင်းတဲ့ play ကလည်းပြန်ထွက်လာပြီဗျာနောက်မှာ from the တွေကြားမှာလုံးပါဒါတစ်ဖက်ကနေပြီး new ball အနေနဲ့ဗတဲ့ဆက်ပြီးနေရတာပြီးတော့ဆင်ပြလာမယ်ရေတော့တိုင်းပြီးတော့ပေါ်လာခဲ့ပြီနောက်ကနေ follow damage ပေးနေရချားတယ်ရင်းနေနေကတော့ဒီချက်မှာတောက်ပြီးတော့ကျန်နေတော့ပဲဗျာ2 master နောက်မှာ follow strike ချက်ပြီးလိုက်လာသေးတဲ့နောက်မှာတော့ black တက်ပြီးတော့ကြားတယ်ဗျာ1-1 from the တွေသွားပြီးတော့ပွင့်နေခဲ့သလိုလေချင်ကစတဲ့နေမှာ Riggins လည်း3ချက်ပြန်ပေးနေမယ်လေဘန်နာတယောက်သေးနဲ့ခေါင်းလုံးပြန်ချဖို့ဆိုတော့မလုံးဝဖြစ်နေတဲ့အချိန်မှာဒါပေမဲ့ game မှာပြည့်တဲ့ ချက်ပေးလိုက်ကြမှာဒီယိုတော့လုံးဝဒါတော့ကမခံဘူးဒါပေမဲ့ ADAS ၄ယောက်ကြားနဲ့ပြေးပြီးဝင်သွားကျွန်တော် YG ဒီချိန်မှာ sticky fall နဲ့ပဲပထမဆုံး game နံပါတ်1တော့ဒီနေ့လုံးဖို့တော့တေးကြနေပြီဗျအဲ့တော့ K1 ရောင်ကလာဒီကိုပဲနိုင်ရရှိသွားခဲ့တာ